Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီ EduBook ဆိုတဲ့ designer နဲ့ software နဲ့ပေါ့နော်ကျွန်တော်ဆွဲပြပေးနေဒီ simulate ဆိုဒီ software နဲ့ကျွန်တော်ဒီ control ဒီ base circuit လေးပေါ့နော်ဟိုအခြေခံဒီ drawing လေးကိုကျွန်တော်ဆွဲပြပေးပါမယ်ခုလက်ရှိကတော့ကျွန်တော်ဆွဲပြထားပြီးသားရှိရဲ့အကောင့်လေးကိုကျွန်တော်ဒီနေ့ share လုပ်ပေးပါမယ် Okay ကျွန်တော်ဆက်သွားရအောင်ပါဆိုတော့ဒါကတော့ကျွန်တော်လက်ရှိဆွဲပြီးသားပေါ့နော်ဆွဲပြီးသားဒီမှာဒီ drawing ထဲမှာဆိုရင်ဒီ software ထဲမှာဆိုရင်တော့ဒီမှာသူပေးထားအများကြီးပဲရှိပါတယ်ဒီမှာဒီကောင်လေးတော့ကျွန်တော်တိဖို့လုပ်ရတာပေါ့နော်ဒီ plan ပုံလေးတွေကကျွန်တော်တို့ဟိုလေ့လာထားဖို့လုပ်ရပါတယ် okay ကျွန်တော်လက်ရှိဒါဆွဲပြီးသားဆိုတော့ကျွန်တော် running လုပ်ပြပါမယ် okay running မလုပ်ခင်မှာကျွန်တော်ဒီမှာပါတဲ့ပစ္စည်းကျွန်တော်ပြပြမယ်ဒီမှာ soap ပါမယ် soap ပါမယ်ဒီမှာကျွန်တော်3 pole breaker ပါမယ်1 pole breaker ပါမယ်ဒီ main ပေါ့နော်ဒီ motor အတွက်3 pole breaker ပါမယ်ဒီ control အတွက်1 pole breaker ပါမယ်နော်ပြီးနောက်ဒီမှာ overload ပါမယ်နောက်က K1 ရဲ့ contact ပါမယ်ပေါ့နော် okay ပြီးနောက်ဒီမှာတော့ overload ပေါ့နော် overload ရဲ့ဒီ overload ရဲ့98ဆို contact ပါမယ်ပြီးဒီမှာ push button ပါမယ်နော် push button NC ပါမယ်နောက်ဒီမှာ push button ဒီအဲ့လိုပါမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ mechanical contact ပါမယ် lamp ပါမယ် lamp ကနှစ်ခုပါမယ်ဒီမှာ neutral ဆိုတစ်ခုပါပေါ့နော် okay ကျွန်တော် run ပြပေးပါမယ်ဒီမှာ run ပြခင်မှာနောက်ခုပြပြချင်တာကဒီမှာများသောအားဖြင့် Q1 Q2 data များသောအားဖြင့် breaker ဖြစ်ပါတယ်အဲ့လိုပဲဒီမှာ F1 ကပေါ့နော်ဒီကောင် overload ကိုပြောတာဖြစ်ပါတယ်နောက်က K1 တော့ဒီ mechanical contact တော့ညွှန်းတာပေါ့နော် mechanical contact ရဲ့ဒီ contact ဖြစ်ပါတယ် okay ဒီမှာကဒီမှာ number တွေကျွန်တော် overload မှာကျွန်တော်သိရမှာက95 96 96 98 data overload ရဲ့ဒီအမြဲတမ်းသတ်မှတ်ထားတဲ့ number တွေဖြစ်ပါတယ်ပြီးရင်တော့ကကြတော့ဒီမှာ17 2ပေါ့နော်ဒီ number ကတော့တကယ်မှတ်ထားမှာပါ17 2ဒီအမြဲတမ်း NC ရဲ့ number ဖြစ်ပါတယ် normally close ဆိုတဲ့ number ဖြစ်တယ်ပေါ့နော်17 2နေရာမှာတစ်ခါကျ21 22တို့လည်းဖြစ်တတ်ပါတယ်အများအားဖြင့်1 2ပေါ့နော်ဒီနောက်ဆုံးကလည်း1 2ဒီအမြဲတမ်း NC ဟုတ်ပါတယ်ပြီးရင်ဒီမှာ NO ပေါ့နော်ဒီ push button မှာ NO ပေါ့နော်ဒီ NO ကတော့73 14ပေါ့နော်အမြဲတမ်း3နဲ့4ဒီအမြဲတမ်း NO ဆိုတော့ကျွန်တော်မှတ်ထားပါမယ်ဒီကောင်တော့ magnetic contact မှာရှိတဲ့73 14ပေါ့နော်ဒီက NO ပေါ့နော်ဒီ magnetic contact မှာသူများသောဖြင့် contact ကအများကြီးမပါဘူးပေါ့နော်ဒီ main ဒီပေါ့အစုပ်ဒီရဲ့ဒီ contact ရှိမယ်နောက်ကဒီ magnetic body ပေါ်မှာ A1 A2 ဆိုတဲ့ဒီ contact လေးရှိမယ်နောက်တစ်ခုက73 14ဒီ73 14ဆိုတော့ဥစ္စာရှိမယ်21 20ဆိုတာရှိပါတော့။ကျွန်တော်73 14က NC ဆိုမှပါလိမ့်မယ်ဒီ body မှာပြီးနောက်တစ်ခုက21 20 NC ဆိုမှပါလိမ့်မယ်ပေါ့နော်။ Okay ကျွန်တော်ဒီနေ့ run ခု run ပြပါမယ်နော်။ကျွန်တော်ဒီမှာ Q1 ဆိုတော့ဥစ္စာကျွန်တော်ဒီ breaker တင်လိုက်မယ်ပြီးနောက်တစ်ခု control breaker တင်လိုက်မယ်မိရတာအားလုံးမြင်တဲ့အတိုင်းပဲရောက်နေပြီဒီနားထိရောက်နေပြီဒီ control မှာလည်းကျွန်တော်တို့ဒီ73 14 73ထိရောက်နေပါတော့။ Okay ကျွန်တော်တို့ဒီမှာ step clip ကိုနှိပ်လိုက်တယ်ဆိုရင် okay control ကျွန်တော် step လုပ်လိုက်တယ်ဆိုရင် motor run နေပါတော့။ okay ကျွန်တော်တို့ဒီ control ကျွန်တော်တို့ stop ရက်လိုက်မယ်ဆိုရင် motor ရက်သွားမှာပြီးနောက်ဒီမှာကျွန်တော်တို့ okay ကျွန်တော် control ဘိုင်းကအဆင်ပြေသွားပြီပေါ့နော် control ဘိုင်းအလုပ်လုပ်တယ်ဒီမှာ running meaning နဲ့ motor လဲတယ်ဒါ function man နဲ့ပြောမယ်နောက်ကျွန်တော် overload test လုပ်မယ် overload test ပေါ့နော် overload ကိုကျွန်တော်တို့ stop လုပ်လိုက်တယ်ဆိုရင် overload meaning နဲ့ motor မ run တော့ဘူးနော် okay overload လည်းအဆင်ပြေတယ် okay ကျွန်တော် overload ကိုပြန်ဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ control ကို step ပြန်လုပ်လိုက်မယ် motor လေးပေါ့နော် okay ဒီပုံစံလေးအလုပ်လုပ်တာပေါ့နော်ဒီ D1 ကတော့လုံးဝအခြေခံပါနောက်ကျွန်တော်တို့ဒီ forward reverse to start တာလို့ဆိုတော့ဒီဘက်ကိုပိုင်ညာပေါ့နော်ဆက်ဆွဲလိုက်တယ်ဆိုတော့နည်းနည်းဆွဲလိုက်တယ်ဆိုတော့ရပါအခြေခံဒီကောင်လေးကိုပိုင်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဆက်ပြီးမှဒီ control ဘိုင်းတွေကိုလေ့လာရတာအဆင်ပြေပေါ့ကျွန်တော်ရင်းကျွန်းကျွန်းကျင်တော့ဟုတ်ပါဘူးဒါပေမဲ့အခြေခံလောက်တော့ကျွန်တော်လည်းပိုင်နိုင်တော့ကျွန်တော်ရပါတယ် okay ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးအတွက်တဆုံပြန်တော့လေးရလိမ့်မယ်လို့မျှော်လင့်နေnext video မှာကျွန်တော်ပြန်ဆောင်အောင်ပါ